တိုင်ဆိုင်မှုတွေအများများတဲ့အခုခေတ်မှာလေကိုဘလို့လို့တခြားတို့တွေထက်တာအောင်လုပ်မလဲအစားထိုးလို့မရတဲ့သူတယောက်ဘလို့ဖြစ်လာမလဲဆိုတာမျိုးစဉ်းစားဖို့ကြမှာပါဒီနေ့တော့အဲ့ဒီလျို့ဝှက်ချက်ကိုအတူတူဖော်ထုတ်ကြည့်ကြရအောင် အများစုကတော့ဘယ်လိုထင်လဲဆိုတော့လေအောင်မြင်ခြင်းနဲ့ဆိုရင်ကိုလုံးနေတဲ့နယ်ပယ်မှာအထောက်ဆုံးချရမယ်ဟို top 1% နဲ့ဝင်ရမယ်ပေါ့ဒါပေမဲ့ခဏလေးစဉ်းစားကြည့်အောင်တကယ်ရောအောင်မြင်ဖို့အတွက်လမ်းကအတလမ်းပဲရှိရလား တကယ်တော့လေအဲ့လိုထိတ်ဆုံး 1% ဖြစ်အောင်တွေးအံမတက်စူးစမ်းရတဲ့လန်ထက်အများကြီးပို့ပြီးစမတ်ကြတဲ့လက်တွေ့လက်ကြတဲ့နီလန်တစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ်မှာရှိတဲ့စွမ်းရည်တွေကိုကြကြနနပေါင်းဆက်ပြီးတော့တန်ဖိုးရမ်းမြင့်တဲ့သူတစ်ယောက်ဖြစ်လာစေမဲ့ the talent stack that ဆိုတာပါပဲ ကဲဒါဆိုရင်တော့ကိုတခြားလူတွေနဲ့လုံးဝမတူအောင်ကိုပိုင်တန်ဖိုးတစ်ခုဖန်တီးပေးနိုင်မယ်အဲ့ဒီ talent stacking ဆိုတဲ့စွမ်းအားကဘာလဲဆိုတာကိုအသေးစိတ်လေးလေ့လာကြည့်လိုက်ကြရအောင် talent stacking ဆိုတာကဘာလဲဆိုတော့လေဒါကအခုနဲ့တစ်ခုအပြန်လန်အားဖြည့်ပြင်းလိုက်တဲ့ကျွမ်းကျင်မှုတွေကိုစုပြီးတော့တိစောတာပါအဲ့ဒီ skill တွေအားလုံးကိုပေါင်းလိုက်တဲ့အခါကျရင်ကိုကတန်ဖိုးအရန်ရှိရသူဖြစ်လာစေတဲ့နည်းဖြူဟာတစ်ခုပေါ့ရှင်းရှင်းလေးပြောရရင်တော့ skill တွေကိုအလွှာလိုက်ထပ်ဆင့်ပြီးတိစောသွားတာမျိုးပါ ဒီနေရဲ့အဓိကအချက်အားသာချက်ကဘာလဲဆိုတော့ကိုကထိတ်ဆုံး 1% ဝင်အောင်အတော်ဆုံးဖြစ်နေစရာမလိုဘူးဆိုတာပါပဲနေပဲနှစ်ခုသုံးခုလောက်မှာအတော်အင့်လေ top 25% လောက်ကျွမ်းကျင်ုံနေတဲ့ကိုကရှားပါပြီးတော့တန်ဖိုးရှိတဲ့သူတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲအယမ်းမိုက်ရင်တော့ ကဲဒီလောက်ဆိုတဘိုးတရားကိုတော့နားလည်လောက်ပြီကောနော်ဒါပေမဲ့စာတွေးချီပဲပြောနေပုံဖော်ရခတ်နိုင်တယ်ဒါကြောင့်တကယ်လက်တွေ့ဘဝထဲကဇလန်တဘိုးနဲ့ဒီ EU စကိုပို့ပြီးတော့မြည်တာအောင်ကြည့်လိုက်ကြအောင် ကဲဇလင်းလေးကတော့အယောင်ဝင်ထမ်းဖြစ်တဲ့မောင်နဲ့ဆက်လက်ရအောင်မောင်မှာကအယောင်ကျွမ်းကျင်မှုဆိုတဲ့အခြေခံ skill တစ်ခုတော့ရှိတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီ skill တစ်ခုတည်းကအရန်ကိုတာမန်ဖြစ်နေတော့သူ့ကိုကခြားတစ်ယောက်နဲ့အလွယ်လေးအစားထိုးလိုက်လို့ရနေတာပေါ့ အဲ့ဒီမှာမောင်ကနောက်ကစင်တက်တယ်။ तू ကလူရှိထွက်စကားပြောတဲ့ skill public speaking ကိုထပ်ပြောပေါင်းလိုက်တယ်။အဲ့ဒါဘာဖြစ်သွားလဲ။အခုဆိုရင် तू ကလူများကြီးရှေ့မှာဆွဲဆောင်မှုရှိ presentation တွေလုပ်နိုင်သွားပြီ။အခွင့်အလမ်းတတိရလာတယ်။အရင်ကထက်လည်းပို့ပြီးတော့တန်ဖိုးရှိတဲ့သူဖြစ်လာတာပေါ့။ ဒါနဲ့မပြီးသေးဘူးနော်နောက်ဆုံးမှသူကစိတ်ပညာ psychology ကိုပါထပ်လေ့လာလိုက်တယ်။အိုးအဲ့ဒါကတော့တကယ်ကို game changer ပဲ။အဲ့ဒီ skill ကြောင့်သူကဖောက်သေးဒီဘာလို့ချင်းလဲဘလို့တွေးလဲဆိုတာကိုနားလေသွားပြီးယုံကြည်မှုကိုလွတ်ကူတိစောက်နိုင်သွားတယ်။အဲ့ဒီအခါမှာတော့သူ့ကိုအစားထိုးဖို့ဆိုတာလုံးဝနီးပါမဖြစ်နိုင်တော့တဲ့သူတယောက်ဖြစ်သွားတော့တာပဲ။ ဒါကြောင့်မောင်ရဲ့ပြောင်းလဲသွားပုံကိုပြန်ကြည့်လိုက်တော့အောင်အယောင် skill အပေါင်းလူရှိစကားပြောတဲ့ skill အပေါင်းစိတ်ပညာ skill ဒီသုံးခုကိုပေါင်းစပ်လိုက်တဲ့အခါမှာသူဟာအစားထိုးလို့မရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာတော့တာပဲအဲ့ဒါကပဲကျွမ်းကျင်မှုတွေကိုထပ်ဆင့်တိဆောက်ခြင်းရဲ့စွမ်းအားကိုတကယ့်ကိုကွက်ကွင်းပြနေတာပါမောင်ရဲ့ဇလန်ကတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်ကဲအခုဆိုရင်တော့ဒီသဘောတရားကိုကိုယ့်ရဲ့ဘဝမှာတော့ဘယ်လိုလက်တွေ့အသုံးချမလဲကိုပိုင် talent stack ကိုဘယ်လိုတိဆောက်ကြမလဲဆိုတာကိုစပ်ပြီးကြည့်လိုက်ကြအောင် တကယ်ထိရောက်တဲ့ talent stack တစ်ခုကိုတိစောက်ဖို့အတွက်လိုက်နာရမယ့်စီမင်းလေး၃ခုရှိပါတယ်နံပါတ်1တူညီတဲ့ skill မျိုးတွေကိုမထပ်ပါနဲ့နံပါတ်2ပြည့်စုံမှုကိုလိုက်မရှာပါနဲ့ top 25% ကိုပဲရည်မှန်းပါပြီးတော့နံပါတ်3ကိုတင်ယူထားတာတွေကိုပေါင်းဆက်အသုံးချဖို့အမြဲတမ်းလေ့ကျင့်နေပါ ကဲနံပါတ်1စီမင်းကိုသိစိတ်လေးကြည့်အောင်မတူညီတဲ့ skill တွေကိုပေါင်းဆက်ပါတဲ့ဘာလို့လဲဆိုတော့အဲ့လိုလောက်တာကပို့ပြီးတော့အစွမ်းထက်လို့ပါဥပမာတစ်ခုပြောရရင်အယောင်သမားတစ်ယောက်ကနောက်ထပ်အယောင်တင်နန်းတစ်ခုထပ်တက်တာထက်သူ့နဲ့လုံးဝမတူတဲ့ဒီဇိုင်းပညာရက်ကိုသာလေ့လာလိုက်မယ်ဆိုရင်အဲ့ဒါကတိုးတက်ပို့ပြီးတော့ထူးခြားတဲ့တန်ဖိုးတစ်ခုကိုဖန်တီးပေးနိုင်မှာသိချပါတယ် ဒုတိယစီမင်းကတော့ good enough ပေါ့တော်ယုံဖြစ်ဖို့ကိုပဲအာယုံစိုက်ပါဆိုလိုတာကပညာရက်တစ်ခုမှာပါရဂူကြီးဖြစ်ဖို့စံနှစ်လောက်အချိန်ပေးစရာမလိုဘူး6လကနေတစ်နှစ်အတွင်းမှာလက်တွေ့အတုံးချနိုင်တဲ့အဆင့်လောက်ကိုရောက်အောင်စူးစမ်းတာကအများကြီးပို့ပြီးတော့ထိရောက်ပါတယ် ကဲဒီချက်တွေသိပြီဆိုတော့လေခဏလောက်အချိန်ယူပြီးကိုယ့်ကိုပြန်မေးကြည့်ကြရအောင်ကိုယ့်အတွက်တိဆောက်လို့ရမယ့် talent stack ကဘာတွေဖြစ်နိုင်မလဲကို့မှာရှိပြီးသားအခြေခံ skill ပေါ်မှာဘလို့ထူးခြားတဲ့စွမ်းရည်တွေကိုထပ်ပြီးပေါင်းထည့်လို့ရမလဲဆိုတာလေးကိုပေါ့ Okay ဒီ talent stacking ဆိုတဲ့အယူအဆကအနာဂတ်အထက်အထူးသဖြင့်အခုလိုနိပညာတွေတအားတိုးတက်နေတဲ့ခေတ်ကြီးမှာဘာကြောင့်ဒီလောက်တောင်အရေးကြီးလာရတယ်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင် အနာဂတ်အတွက်အရေးကြီးဆုံးအချက်ကဒါပါပဲ AI ခေတ်မှာဆိုရင်ကျွမ်းကျင်မှုတစ်ခုတည်းပဲရှိတဲ့အလုပ်တွေကအင်ရန်ကိုအစားထိုးခံရလွယ်ပါတယ် AI ကအားဓာတွေကိုအလွယ်လေးလုပ်နိုင်တယ်ဒါပေမဲ့မတူညီရဲ့စွမ်းရည်တွေကိုပေါင်းစပ်ပြီးတော့ဖန်တီးမှုအသစ်တွေပြဿနာဖြေရှင်းမှုအသစ်တွေလုပ်နိုင်တဲ့ talent stack ကတရားကိုတော့ AI ကအစားထိုးဖို့ဆိုတာတော်တော်လေးခက်ခဲတော့ပါပြီ
ဒါကြောင့်မလို့ဒီနေ့ပြောခဲ့တဲ့များရဲ့အဓိကအနစ်ချုပ်ကိုဒီစကားလေးနဲ့မှတ်ထားလိုက်လို့ရပါတယ်ကိုဟာအတော်ဆုံးဖြစ်ဖို့မလိုပါဘူးမတူနေတဲ့ပညာရေးတွေကိုပေါင်းဆက်တဲ့သူအဲ့ဒီတရားပဲဖြစ်ဖို့လိုပါတယ် ကဲနောက်ဆုံးအနေနဲ့ဒီမေခွန်းလေးတစ်ခုကိုပြန်ပြီးတော့မေးကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ကိုကအတော်ဆုံးဆိုတဲ့သူဖြစ်ချင်တာလားဒါမှမဟုတ်အစားထိုးလို့မရနိုင်တဲ့သူတယောက်ဖြစ်ချင်တာလားအဲ့ဒီအဖြေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ရှစ်ဆက်ရမယ့်အသက်မွေးဝမ်းကြောင်းလမ်းကိုဘယ်လိုပုံဖော်မလဲဆိုတာဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်